ခံအကြောင်းအချက်က genocide ဖြစ်မဖြစ်ဆိုတာနဲ့ဒီရိုဟင်ဂျာတွေကဒီလိုမျိုးသူတို့ရဲ့ identity အတွက်ပြဿနာရှိတယ်ဆိုတာရဲ့နိုင်ငံသားဖြစ်မှုဆိုတဲ့အချက်မှာပြဿနာကအမြင့်တွေလာအောင်ဖြစ်နေတယ်ဆိုတဲ့အချက်တွေရှိတဲ့မင်္ဂလာပါခင်ဗျာသတင်းမြင်ကွင်းအစီအစဉ်ဖြစ်ပါတယ်ကျွန်တော်ဝေဖြိုးပါအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာပြုလုပ်ခဲ့တဲ့ဂမ်ဘီယာနဲ့မြန်မာကြားနှစ်ဖက်လျှောက်လဲခဲ့တာတွေပေါ်ဒီတစ်ပတ်သုံးသပ်သွားမှာဖြစ်ပါတယ်ရိုဟင်ဂျာတွေပေါ်ပြုမှုခဲ့ပုံတွေဟာ genocide မြောက်မမြောက်ဆိုတာကိုအဓိကဆန်းစစ်ကြတဲ့အခါ genocidal intent လို့ခေါ်တဲ့ genocide လုပ်ဖို့ရာကြိုတင်ရွယ်ချက်ရှိရှိပြုမှုခဲ့တာမျိုးဟုတ်မှုဆိုတာအဓိကအရေးကြီးတာဖြစ်ပါတယ်ဒီတော့နှစ်ဖက်တင်ပြချက်တွေဟာဘလောက်အားကောင်းခဲ့တယ်လဲဆိုတာကိုအခုအာယုံစိုက်ဆွေးနွေးသွားမှာပါဒီတစ်ပတ်ပါဝင်ဆွေးနွေးထားသူကတော့မန္တလေးတက္ကသိုလ်ဥပဒေပညာဌာနမှာပမောက္ခတယောက်ဖြစ်ခဲ့ပြီးလက်ရှိအမေရိကန်ပြည်ထောင်စုကထိပ်သီးနာမည်ကြီးကော်နယ်တက္ကသိုလ်ရဲ့နိုင်ငံတကာလေ့လာရေး INOD Center မှာအပညာရှင်တယောက်ဖြစ်ရှိနေတဲ့ဒေါက်တာစုရင်ထွန်းဖြစ်ပါတယ်နိုင်ငံတကာလူခွင့်ရေးဥပဒေဘာသာရပ်မှာအထူးကျွမ်းကျင်တဲ့ပမောက္ခဒေါက်တာစုရင်ထွန်းဟာအမျိုးသားညီညွတ်ရေးဆိုရ NUG ပညာရေးဝန်ကြီးဌာနရဲ့နိုင်ငံတကာဆက်ဆံရေးအပိုင်းကို2024နှစ်အကုန်ထိအောင်ဦးဆောင်ခဲ့သူဖြစ်ပါတယ်အခုဆီယာမအောင်မမေးခင်ပထမဆုံးအနေနဲ့ဂမ်ဘီယာရဲ့ရှေ့နေအဖွဲ့ကိုဦးဆောင်တဲ့အာဖဂန်ဆူလီမန်က genocidal intent အကြောင်းပြောခဲ့တာကိုစပြီးနားထောင်ကြည့်အောင်ပါမြန်မာဟာရိုဟင်ဂျာတွေပေါ်လူမျိုးတုံးတပ်ဖြတ်ဖို့ကြိုတင်ရွေချက်ရှိရှိနဲ့ကိုပြုမှုခဲ့တာဖြစ်တယ်ဆိုပြီးမစ္စတာဆူလီမန်ကကြားနာပွဲစတင်တဲ့ပထမဆုံးရက်မှာပဲအဓိကအခြေပြုပြောဆိုခဲ့ပါတယ် You heard about Myanmar's decades-long program of otherizing the Rohingya by denationalizing them. ဒီနေ့ကြားနာပွဲပထမပိုင်းမှာမြန်မာအနေနဲ့ရိုဟင်ဂျာတွေကိုနိုင်ငံသားအဖြစ်ကနေရုပ်သိမ်းပစ်ဖို့နဲ့ပြစ်မှတ်ထားအရေးယူတာတွေလုပ်နိုင်ဖို့ရာဆယ်စုနှစ်ပေါင်းများစွာဘလို့စီမံကိန်းတွေချခဲ့တယ်လဲဆိုတာကိုရုံးတော်အနေနဲ့ကြားခဲ့ရပြီးဖြစ်ပါတယ်။အခုပိုင်းမှာလည်းကျွန်တော်အနေနဲ့ဂမ်ဘီယာဘက်ကပထမပိုင်းတုန်းကရှောက်လဲခဲ့တာတွေနဲ့တစ်ဆက်တည်းပဲ genocide ပြုမှုဖို့ကြံရွယ်ချက် genocidal intent ရှိခဲ့ကြောင်းသိတာထင်ရှားစေတဲ့အတိအကျသာဓကတွေကိုမိမောင်းထိုးပြောသွားမှာဖြစ်ပါတယ်။အဲ့ဒါတွေထဲမှာရိုဟင်ဂျာတွေအပေါ်ပြစ်မှတ်ထားပြီးအမုန်းစကားနဲ့ကောလာဟလလှုပ်ကြံဇလံဖြန့်တာတွေကိုစော်ဩလှုပ်ရှားမှုတွေအသွင်နဲ့ကိုဘလို့တွေလုပ်ခဲ့ကြလဲဆိုတာအပါအဝင်နေမြေရှင်းလင်းတဲ့စစ်စင်ရေးဆိုတဲ့ကာလတွေမှာလည်းမြန်မာစစ်တပ်ဟာအမုန်းတရားတွေနဲ့ပြည့်နှက်နေတဲ့ဝါဒဖြန့်ချီတာတွေဘလို့လုပ်ခဲ့ကြလဲဆိုတာတွေပါဝင်မှာဖြစ်ပါတယ်။ရိုဟင်ဂျာတွေအပေါ်ပြစ်မှတ်ထားတဲ့မြန်မာနိုင်ငံတွေကအမုန်းတရားဖြန့်ချီမှုတွေအကြောင်းကျွန်တော်အသေးစိတ်ဆွေးနွေးတဲ့အခါရိုဟင်ဂျာမျိုးနွယ်စုတစ်ခုလုံးရဲ့လူသားဂုဏ်သိက္ခာတိတ်ခါတစ်ခုလုံးကိုဖျက်ဆီးနိုင်အောင်ကြံဆောင်ခဲ့ကြတာတွေနဲ့ရိုဟင်ဂျာတွေပေါ်အမုန်းတရားအခြေခံအကြမ်းဖက်မှုတွေပြုမှုလာအောင်ဘယ်လိုတွေလှုံ့ဆော်ခဲ့ကြလဲဆိုတဲ့အချက်တွေပါဝင်ပါလိမ့်မယ်။သူတို့လုပ်တာတွေရဲ့အခြေခံပင်မကဘာလဲလို့ခြုံငုံပြောရရင်ရိုဟင်ဂျာတွေအပေါ်လူသားအသွင်မမြင်စေတော့ပဲမြန်မာနိုင်ငံတွေကလူအများစုကိုးကွယ်ယုံကြည်ရာဗုဒ္ဓဘာသာတရားတည်ရှိမှုအပေါ်အဓိကချင်းချောက်အန်ရပြုနေတဲ့လူသားတဲ့နှိမ့်ချနေတဲ့အုပ်စုအသွင်ပုံဖော်တာမျိုးဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီအုပ်စုအပေါ်အကြမ်းဖက်ရန်မှုခြင်းဟာလက်သင့်ခံနိုင်ပွဲလုပ်ရအဖြစ်တာမကမဖြစ်မနေလို့ကိုလို့ရမယ်ကိစ္စအဖြစ်နဲ့ပါဝါဒဖြန့်ချီတာဖြစ်ပါတယ်ဒီနောက်မှာတော့အော့စလန်ဆူလီမန်ဟာတနအီကြာအချိန်ယူပြီးရုံးတော်ကိုရှောက်ထားတာတွေလုပ်တာမှာစစ်ကောင်းဆောင်ရဲ့နှုတ်ထွက်စကားတွေကစလို့တက်တွင်းတနန်းကြောင်းတွေမှာပို့ချဖြန့်ချီတဲ့စာတွေနိုင်ငံရေးပါတီတချို့ရဲ့ရင်ဂျာစန့်ကြီးပြောဆိုချက်တွေ Facebook လူမှုကွန်ရက်ပေါ်မှာပမာဏကြီးကြီးမားမားပြန့်နှံ့ခဲ့တဲ့အမုန်းစကားတွေနဲ့အတူဗုဒ္ဓဘာသာဖုံးတော်ကြီးတချို့ရဲ့ပြောဟောမှုတွေကိုပါရုံးတော်ထံတင်ပြခဲ့ပါတယ်ဒီတော့ဆီယမဒေါက်တာဆွေရင်ထွန်းခင်ဗျရိုဟင်ဂျာဆိုတဲ့အခေါ်ပေါ် identity အပေါ်မှာပါလူမှုအပိုင်းဝိုင်းကြားဖုံးတော်ကြီးတချို့အပေါင်းဝင်ဘယ်လိုသဘောထားမျိုးတွေရှိနေခဲ့တယ်ဆိုတာတွေဘယ်လိုတွေဟောခဲ့ပြောခဲ့တယ်ဆိုတာတွေပါဂမ်ဘီယာကရုံးတော်ကိုတင်ပြခဲ့တာတွေဟာ genocide မြောက်မမြောက်ဆိုတဲ့စဉ်းစားဆင်ခြင်သုံးသပ်မှုတွေပေါ့ဒါပြီးပဲရောက်နိုင်မလားခင်ဗျဒီ genocide convention ရဲ့ article 2မှာပေါ့နော် article 2မှာသူက definition ကိုပြောထားတာသူရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့အလွန်ကျေပြန့်တာပေါ့လေเนาะအဲ့လိုမျိုးကျေပြန့်တဲ့အခါမှာဒီ genocide မြောက်တယ်ဆိုတာကပေါ့เนาะသူပြောထားတာလူမျိုးစုကိုဖြစ်စေနိုင်ငံသားကိုဖြစ်စေဘာသာရေးအုပ်စုတွေကိုဖြစ်စေသို့မဟုတ်တစုတခုခုတစ်စိတ်တစ်ပိုင်းကိုဖြစ်စေကျူးလွန်နေဆိုရင် genocide မြောက်တယ်လို့ပြောထားတာမျိုးပေါ့နော်အဲ့တော့ခါကျတော့အခုမြန်မာဘက်ကပြောထားတာကဒီရိုဟင်ဂျာတွေဆိုတာလူမျိုးမဟုတ်ဘူးပေါ့နော်ပြီးရင်နိုင်ငံသားမဟုတ်ဘူးဆိုတဲ့သုံးသက်ချက်တွေမျိုးနဲ့သူတို့ကအဲ့ဒီရှုထောင့်ကိုပဲအခြေခံပြီးတော့မှပြောထားတာမျိုးပေါ့နော်အဲ့တော့ဒီဂမ်ဘီယာဘက်ကပြောတဲ့အခါမှာလေဒီရိုဟင်ဂျာအုပ်စုကဒီ religious group ဖြစ်တယ်ပြီးတော့ဒီ
Genocide Convention မြောက်ဖို့ရာအတွက်နိုင်ငံသားဖြစ်ဖို့မလိုဘူးပေါ့နော်နိုင်ငံသားအုပ်စုတစုတည်းကိုသာလင်ပြောထားတာမဟုတ်ဘူးတခြားအုပ်စုတွေလည်းပါတယ်ဆိုတာကိုသူကအခိုင်အမာရှောက်လဲတာမျိုးပေါ့နော်ပြီးတော့ဒီလူတွေကိုပဲ target ထားပြီးတော့မှနှစ်ရှည်ပေါ့နော်နှစ်ရှည် target ထားပြီးတော့မှလှုပ်ဆောင်နေဆိုတဲ့အခါမှာဒီလူမျိုးရေးမုန်းတီးမှုတွေကိုလည်းပဲဝါဒဖြန့်တာတွေကအချိန်ကြာကြီးလုပ်ခဲ့တယ်ဆိုတာမျိုးပေါ့နော်ဥပမာအားဖြင့်ဒီရိုဟင်ဂျာကမွတ်စလင်အုပ်စုဖြစ်တယ်အစ္စလမ်ဘာသာဝင်အုပ်စုဖြစ်တယ်အဲ့ဒီ2010ကျော်ကာလတွေမှာပေါ့နော်ပေါ်လာတဲ့969မဘာတာတို့ဆိုတာကရှင်းရှင်းပြောရရင်2010ကျော်မှပေါ်လာတယ်လို့ပြောလို့ရတယ်ဟိုးရင်ကလေးကတော့ဒီလိုမျိုးလူမျိုးရေးမုန်းတီးမှုဝါဒဖြန့်တာတွေကတော့ရှိတယ်ဒါပေမဲ့မဘာတာလို့ပေါ်လာတာကတော့အဲ့ဒီအချိန်ကာလတွေမှာပေါ်လာတာမျိုးပေါ့နော်အဲ့ဒီမဘာတာကじゃရှင်းရှင်းပြောရရင်တော့အစ္စလမ်ဘာသာဝင်အုပ်စုတွေကိုအဓိက target ထားပြီးတော့မှမုံတီးရေးဖြန့်တဲ့အရာမျိုးတွေဖြစ်တယ်လေเนาะအဲ့လိုမျိုးမုံတီးရေးဖြန့်တာတွေကလည်းဖုန်ကြီးတွေတန်ခါတွေကပါတာနဲ့အဲ့ဒီဖုန်ကြီးတန်ခါတွေရဲ့နောက်လိုက်တွေရောအဲ့ဒီဖုန်ကြီးတန်ခါတွေကိုဒီအစိုးရရာထူးယူထားတဲ့သူတွေကကောလမ်းစဉ်ကိုလိုက်ကြတယ်ဆိုတာမျိုးတွေ့ရတယ်လीเนาะအဲ့ဒီလိုမျိုးသဘောမျိုးကိုဂမ်ဘီယာဘက်ကနေပြီးတော့မှရှောက်လဲတာပေါ့เนาะအဲ့လိုဂမ်ဘီယာဘက်ကရှောက်လဲတဲ့ဒီအချက်တွေကိုသူတို့ကတကယ်တမ်းဆိုရင်တော့ဒီပြောရရင်တော့တပ်ဖြတ်မှုတွေမှာပါတာလည်းမဟုတ်ဘူးစစ်စေးရေးတွေမှာလည်းပါတာလည်းမဟုတ်ဘူးဒါပေမဲ့ဘာလို့သူတို့ကအဲ့လိုမျိုးထည့်ပြီးတော့မှရှောက်လဲရတာလဲဆိုဒီအစ္စလမ်ဘာသာဝင်အုပ်စုကိုသို့မဟုတ်ရိုဟင်ဂျာအုပ်စုကို target ထားပြီးလုပ်ပါတယ်ဆိုတာကိုသူကကြတော့အချက်အလက်ကိုထောက်ပံ့ပေးတဲ့တတိခံချက်မျိုးတွေဖြစ်တာပေါ့နော်။ဓာတ်ရိုက်တတိခံချက်တော့မဟုတ်ဘူး။ဒါပေမဲ့ထောက်ပံ့ပေးတဲ့တတိခံချက်မျိုးအနေနဲ့ရှောက်လဲတာမျိုးလို့ယူဆတယ်။ဟုတ်ကဲ့။ရုံးတော်ရှိမောင်းနှစ်ဖက်လျှောက်ထားပြောဆိုခဲ့ကြတာတွေဟာနယ်မြေရှင်းလင်းမှုလို့စစ်တပ်ကခေါ်တဲ့စစ်စင်ရေးကာလတွေထဲမှာပြုမှုဖြစ်ပျက်ခဲ့ပုံတွေကိုသာမကရိုဟင်ဂျာ identity အကြောင်းကိုပါတပါးတည်းဆွေးနွေးခဲ့ကြတာတွေ့ရပါတယ်။ဒီတော့ genocide မြောက်ချင်းမမြောက်ချင်းရုံးတော်ရဲ့အဆုံးဖြတ်ထွက်လာတဲ့အခါဂမ်ဘီယာရဲ့တောင်းဆိုချက်တွေနဲ့ပါကိုက်ညီတဲ့ဆုံးဖြတ်ချက်မျိုးဆိုရင်ရိုဟင်ဂျာ identity ကိုပါအပြည်ပြည်ဆိုင်ရာတရားရုံးဆုံးဖြတ်တဲ့အညီတပါးတည်းထူထောင်နိုင်တယ်ဆိုတဲ့အထိအတိတ်ပဲတက်ရောက်လာနိုင်မှာခင်ဗျ။ရိုဟင်ဂျာလို့ပြောလိုက်တာနဲ့ဒီလူတွေပဲဆိုတာကတော့အခုဆိုတကဘာလုံးကားကိုသိရှိနေပြီးသားပေါ့နော်အဲ့ဒီမှာအဲ့လိုမျိုးရိုဟင်ဂျာကထားပါတော့နော်မြန်မာနိုင်ငံကလူမျိုးစုဖြစ်တယ်ဆိုတာမျိုးကိုယူဆသွားကြမှာဆိုလို့မြန်မာဒီရှောက်လဲတဲ့ဘက်ကပေါ့နော်မြန်မာဘက်ကနေပြီးတော့အဲ့ဒါကိုအတင်းအကျပ်ကိုခုခံချေပနေတာကိုတွေ့ရတယ်။အဲ့ဒါကဒီရှေ့နေ Council State ကကိုယ်တိုင်ကပေါ့နော်အဲ့လိုမျိုးရိုဟင်ဂျာတွေကနိုင်ငံသားတွေမဟုတ်ဘူးဆိုတဲ့အချက်ကိုအဓိကပြောပြီးတော့မှအခုချိန်ထိသူတို့ဘက်ကတတိထားပြီးတော့မှကိုပြောဆိုတဲ့အချက်ကရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုမဟုတ်ဘဲနဲ့ဘင်္ဂါလီဆိုတဲ့အသုံးအနှုန်းကိုပဲအဓိကထားပြီးတော့မှပြောနေတာတွေ့ရတယ်လေအဲ့တော့ဒီမြန်မာကအခုချိန်ထိကိုပဲဒီဘင်္ဂါလီဆိုတဲ့အသုံးအနှုန်းမျိုးကိုပြောနေခြင်းအပြင်ရိုဟင်ဂျာ identity ကိုသူကဖြစ်သွားမှလဲစိုးရိမ်နေဆိုတဲ့အချက်မျိုးတွေ့ရတာပေါ့နော်အဲ့တော့ဒီနိုင်ငံတကာလူ့ခွင့်ရေးဥပဒေအရာကြီးမယ်ဆိုရင်တော့ self determination ဆိုတဲ့ဒီမိမိကိုယ်ကိုပြဋ္ဌာန်းပိုင်ခွင့်ဆိုတာကလူတွေကသူတို့ကိုယ်သူတို့ပြဋ္ဌာန်းပိုင်ခွင့်ရှိတယ်သူတို့အုပ်စုကိုသူတို့ဖော်ပြပြဋ္ဌာန်းသတ်မှတ်ပိုင်ခွင့်ရှိတယ်ဆိုတာမျိုးနဲ့ data ကိုနယ်မြေကိုလည်းသတ်မှတ်ပိုင်ခွင့်ရှိတယ်ဆိုတာမျိုးပေါ့နော် self determination ဆိုတာကနယ်မြေတစ်ခုတည်းပြောတာမဟုတ်ဘဲနဲ့လူတွေရဲ့ identity ကိုပါ determine လုပ်လို့ရတယ်ဆိုတဲ့အချက်မျိုးဖြစ်တာပေါ့နော်အဲ့တော့ဒီမှာ ICJ ကပေါ့နော်ဒီလိုမျိုးရိုဟင်ဂျာတွေရဲ့ identity ကိုဒီဆုံးဖြတ်တဲ့အထဲမှာထည့်မလားမထည့်ဘူးလားဆိုတာကလည်းကျမတို့စိတ်ဝင်စားစရာကောင်းတဲ့အချက်ပေါ့နော်ဒီ ICJ ရဲ့ဒီ judges တွေကအဲ့အချက်ကိုထည့်မယ်မထည့်ဘူးဆိုတာတော့ကျမတို့အနေနဲ့အတိအကျခံမှန်းလို့တော့မရဘူးပေါ့နော်ဒါပေမဲ့လို့ဒီအမှုရဲ့အဓိကဖြစ်တဲ့အခြေခံအကြောင်းအချက်ကဂျနိုဆိုက်ဖြစ်မဖြစ်ဆိုတာနဲ့ဒီရိုဟင်ဂျာတွေကဒီလိုမျိုးသူတို့ရဲ့
identity အတွက်ပြဿနာရှိတယ်ဆိုတာရဲ့နိုင်ငံသားဖြစ်မှုဆိုတဲ့အချက်မှာပြဿနာကအမြင့်တွေလောက်အောင်ဖြစ်နေတယ်ဆိုတဲ့အချက်တွေရှိတဲ့အတွက်ကြောင့်မို့လို့ဒီ opinion jurist အနေနဲ့ဒီတရားသူကြီးတွေကတော့သူတို့ opinions ကိုတော့ဖော်ထုတ်မယ်လို့ကျွန်မကတော့ယူဆတယ်ပြီးတော့အဲ့လိုမျိုးတရားသူကြီးတွေရဲ့ထင်မြင်ယူဆချက်တွေကိုစုပေါင်းပြီးတဲ့အခါကျတော့မှ ICJ က advisory opinions ကိုသူကချမှတ်တာမျိုးဖြစ်တယ်လေနော်အဲ့တော့အဲ့ဒီ advisory opinions က opinion jurist တွေအားလုံးကနေစုပေါင်းပြီးတော့ပေါ်လာမယ့်အချက်ဖြစ်တယ်အဲ့ဒီတရားသူကြီးတွေရဲ့ထင်မြင်ယူဆချက်တွေကိုကလည်းသူကဒီတရားသူကြီးတွေအတွင်းမှာမဲခွဲကြသေးတယ်လေနော် ICJ ရဲ့သဘောတရားကအဲ့လိုမျိုးမဲခွဲပြီးတော့မှဆုံးဖြတ်တဲ့အချက်တွေကိုadvisory opinion နဲ့တွားတာမျိုးဆိုတော့ကျမအမြင်ကတော့ပေါ့နော်ဒီ identity ကိစ္စနဲ့ပတ်သက်ပြီးတော့မှလည်းသူတို့ရဲ့ opinions ထဲမှာထည့်သွင်းလိုက်မယ်လို့ကျမကတော့ယူဆတယ်ဘာလို့လဲဆိုတော့ရှေ့မှာပေါ့နော်ဖြစ်ခဲ့တဲ့အမှုတွေပေါ့နော်ဒီ ICJ မှာဖြစ်ခဲ့တဲ့ genocide cases တွေကိုကြည့်မယ်ဆိုရင်လည်းပဲဒီလိုမျိုးလူအုပ်စုတွေ identity တွေကိုထည့်သွင်းပြီးတော့မှဖော်ပြခဲ့တာကိုတွေ့ရတယ်ဆိုတော့ဒီကိစ္စဒီအမှုမှာလည်းပဲပါမယ်လို့တော့ကျွန်မကတော့သုံးသပ်မိပါတယ် ဂမ်ဘီယာရဲ့ရုံးတော်ထံတောင်းဆိုချက်တွေကိုကြည့်ရင်နိုင်ငံသားအခွင့်အရေးပါဝင်လူခွင့်ရေးအမှန်ကန်ချက်တွေရရှိဖို့ဆိုတဲ့ရည်ညွှန်းချက်မျိုးတွေတွေ့ရပါတယ်တကယ်လို့သာ ICJ ရဲ့ဆုံးဖြတ်ချက်တွေဟာဂမ်ဘီယာတောင်းဆိုလျှောက်ထားချက်တွေနဲ့ကိုက်ညီမယ်ဆိုရင်တော့ဥပမာ1980နိုင်ငံသားဥပဒေပြင်ဆင်သင့်တယ်ဆိုတာမျိုးအကြံပြုချက်သဘောနဲ့ကြော်ပြီးအချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံရဲ့တည်ဆဲဥပဒေတရက်ကိုပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့အမိန့်မျိုးချလို့ရနိုင်တဲ့စီရင်ခွင့်အာဏာ jurisdiction မျိုး ICJ ထံမှာရှိနေသလားခင်ဗျဒီ case ကပေါ့နော်genocide မြောက်မမြောက်ဆိုတာလဲဆိုင်နေဒီနိုင်ငံသားဖြစ်မှုတွေလည်းအများကြီးပါနေတာပေါ့နော်ဒီ case ရဲ့ပြဿနာတွေကတကယ်တမ်းဆိုရင်ရှုထောင့်နေအများကြီးကိုရှိနေတာမျိုးပေါ့နော်အဲ့တော့ genocide ကကျမတို့ခုနပြောတဲ့ genocide convention article 2အရာဆိုရင်ပေါ့နော် genocide နဲ့ဒီ genocide မြောက်ဖို့ဆိုတာက mass killing ဖြစ်ရုံနဲ့လေ genocide ကမြောက်ချင်မှမြောက်မယ် mass killing ဖြစ်တာနဲ့လေ genocide မြောက်ချင်မြောက်မယ်ပေါ့သူရဲ့အဓိကကကြတော့ဒီ genocide မြောက်ဖို့ရအတွက်ကြံရွယ်တဲ့ကြံရွယ်ချက်တွေကအဓိကကြတာမျိုးပေါ့နော်ဘာလို့လဲဆိုတော့အစုလိုက်အပြုံလိုက်တက်ဖြတ်မှုဥပမာအားဖြင့်အခုမြန်မာနိုင်ငံအတွင်းမှာဆိုရင်နေရာအနှံ့ပြားမှာအစုလိုက်ပြုံလိုက်တက်ဖြတ်မှုတွေအများကြီးရှိရလေဥပမာကလေးလေးတွေလိုလေရင်ဘုံကျဲချတာမျိုးပေါ့နော်အဲ့တော့အဲ့လိုအစုလိုက်ပြုံလိုက်တက်ဖြတ်မှုတိုင်းကို genocide လို့သတ်မှတ်တာမဟုတ်ဘဲနဲ့ genocide ကကြတော့အစုလိုက်ပြုံလိုက်တက်ဖြတ်မှုလည်းပါတယ် intention လည်းပါတယ်ပေါ့နော်အဲ့လိုမျိုးဟိုမှာသူက genocide လို့သတ်မှတ်တယ်အဲ့လို genocide လို့ပြောတယ်ဆိုရင်သူကနောက်ထပ်တစ်ခုပေါ့နော် destroy a group's assets လို့ပါတာဆိုတော့ဒီလူစုတစုကိုဖြက်စီးရန်ကြံရွယ်ချက်လူစုတစုကိုဖြက်စီးလို့တဲ့အချက်မျိုးဆိုရင်သူက genocide မြောက်တယ်လို့ article 2မှာတတ်မှတ်ထားတာမျိုးပေါ့ပြဋ္ဌာန်းထားတာမျိုးပေါ့နော်အဲ့တော့ဒီရိုဟင်ဂျာတွေကိုဒီ destroy လုပ်ဖို့destroy လုပ်တဲ့ပေါ့နော်အချက်အလက်တွေရှိလားဆိုတာကိုကျမတို့ကြည့်မယ်ဆိုရင်ဒီနိုင်ငံသားအဖြစ်ကနေပြီးတော့မှရုပ်သိမ်းလိုက်ခြင်းက destroy ဖြစ်စေတဲ့အဓိကအကြောင်းအချက်ဖြစ်တယ်လို့ကျမတို့ကယူဆတယ်။ဘာလို့လဲဆိုတော့နိုင်ငံသားမဟုတ်တဲ့အတွက်ကြောင့်ဆိုတဲ့ပေါ့နော်ဒီခေါင်းစဉ်နဲ့ပဲအဆအရာရာမှာကွာခြားသွားတာမျိုးပေါ့နော်ဒီသူတို့ရခိုင်ပြည်နယ်အတွင်းမှာနေတယ်ဒီဘင်္ဂလားဒေ့ရှ်နဲ့နေဆက်ပေါ့နော်နေဆက်ဒေသတွေမှာနေတယ်အဲ့လိုမျိုးနေတဲ့အခါမှာသူတို့ကနိုင်ငံသားမဟုတ်ပါဘူးဆိုတဲ့အတွက်ကြောင့်မို့လို့အခြေခံအခွင့်အရေးတွေကအများကြီးဆုံးရှုံးရတယ်အဲ့လိုမျိုးအပြင်ပေါ့နော်ဒီသူတို့ရဲ့မျိုးဆက်ကလေးလေးတွေအတွက်ပညာသင်ကြားခွင့်နေမရတာကျန်းမာရေးစောင့်ရှောက်ခွင့်နေမရတာဥပဒေဆိုင်ရာအခွင့်အရေးတရားစွဲဆိုခွင့်ပေါ့အဓိကတရားစွဲဆိုခွင့်နေမရဘူးဆိုတဲ့အချက်တွေကဒီနိုင်ငံသားမဖြစ်လို့ဆိုတဲ့အချက်တွေနဲ့အဲ့လိုမျိုးအခွင့်အရေးတွေမရှိတဲ့အတွက်ကြောင့်မို့လို့ဒီစစ်တပ်ကရိုဟင်ဂျာတွေအပေါ်မှာသူတို့ပြစ်မှုကျူးလွန်ခြင်းတလို့ကိုကျူးလွန်လို့ရနေတယ်ဆိုတဲ့အချက်က ICJ မှာပေါ်ပေါက်ပြီးသားလို့ကျမတို့ပြောလို့ရတယ်လေနော်အဲ့တော့နိုင်ငံသားဖြစ်မှုဆိုတဲ့ပြဿနာက ICJ မှာပေါ်ပေါက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအချက်တွေကိုလည်းပဲကျမကတော့ဒီသူတို့ရဲ့ပေါ့နော်ဆုံးဖြတ်ချက်ထဲမှာ advisory opinion ထဲမှာ
ထည့်လိုက်မယ်လို့ကျွန်မကတော့ယူဆတယ်အဲ့တော့ကိုဝေဖြိုးမေးတဲ့ပေါ့နော်နိုင်ငံသားဖြစ်မှုဥပဒေကိုပြင်ဆင်ဖို့သူတို့မှာjurisdiction လောက်ပိုင်ခွင့်ရှိလားလို့ပြောမယ်ဆိုရင်တော့ပေါ့နော်အဲ့လိုမျိုးတော့လောက်ပိုင်ခွင့်မရှိဘူးနိုင်ငံတကာဥပဒေကပေါ့နော်ဒီနိုင်ငံတဲကဥပဒေတွေကိုသူကပြင်ဆင်ပြောင်းလဲပိုင်ခွင့်အဲ့လိုမျိုးတော့မရှိဘူးဒါပေမဲ့လို့ပေါ့နော်ဒီရိုဟင်ဂျာတွေမှာကအစကနိုင်ငံသားဖြစ်ခဲ့တဲ့ရိုဟင်ဂျာတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့အခါကျတော့အဲ့ဓာတွေကိုပြန်ပြီးတော့မှကြည့်ပေးဖို့ဒီလိုမျိုးဒီလူတွေကိုကာကွယ်ပေးဖို့လိုတယ်ဆိုတဲ့အကြောင်းတွေပေါ့နော်ဒီနိုင်ငံသားဖြစ်မှုဆိုတဲ့မဖြစ်မှုဆိုတဲ့ပြဿနာပေါ်မှာအခြေခံပြီးတော့ဖြစ်တဲ့ဒီထားပါတော့เนาะညင်ပန်းနှိပ်စက်မှုလိုမျိုးပြစ်မှုတွေမရှိဖို့ကာကွယ်ပေးရမယ်ဆိုတဲ့အချက်မျိုးတော့ ruling လုပ်မယ်လို့ကျွန်မကတော့ယူဆပါတယ် ကုလသမဂ္ဂကဖွဲ့ပေးခဲ့တဲ့အချက်လက်ရှာဖွေရေးအဖွဲ့ FFM ရဲ့အစီရင်ခံစာတွေပေါ်အဓိကကိုးကားထားတဲ့ဂမ်ဘီယာဘက်ကတင်ပြချက်တွေဟာ genocidal intent ကျူးလွန်သူတွေစီမှာရှိကြောင်းအားကောင်းကောင်းပြနိုင်ခဲ့တယ်လို့ထင်ပါသလား ဒီဂမ်ဘီယာကရှောက်လဲတဲ့အပိုင်းကိုကြည့်မယ်ဆိုနှစ်ချက်ဖြစ်လိမ့်မယ်တစ်ချက်က fact finding mission ကို၌ကလုပ်ခဲ့တဲ့သူတေသနာအပိုင်းနဲ့ဂမ်ဘီယာကသက်သေခံချက်ဖြစ်နေယူလိုက်တဲ့အပိုင်းပေါ့အဲ့တော့ဒီဂမ်ဘီယာကသက်သေခံချက်အဖြစ်ယူလိုက်တာတော့ရှင်းတယ်သူကအဲ့ဒါကိုအဓိကထားပြီးတော့ရှောက်လဲတာကိုအဲ့တော့ဒီ ICJ အနေနဲ့စဉ်းစားမှာကဒီ fact finding mission ရဲ့ report ကdirectory evidence အနေနဲ့ပေါ့နော် direct evidence အနေနဲ့သူတို့ဆုံးဖြတ်ချက်ချတဲ့အခါမှာ direct evidence အနေနဲ့ယူမှာလားမယူဘူးလားဆိုတာကိုICJ ကသတ်မှတ်မှာမျိုးပေါ့နော်အဲ့တော့ direct evidence ဖြစ်မှာလား supporting evidence ဖြစ်မှာလားဆိုတဲ့အချက်ကိုစဉ်းစားရင် fact finding mission က UN အတိအမှတ်ပြုထားတဲ့ mission တစ်ခုဖြစ်တယ်သူပြုခဲ့တဲ့သူတေသနာတွေမှာဒေတာကန်ထိခိုက်နစ်နာတဲ့ရိုဟင်ဂျာတွေကိုရိုဟင်ဂျာ1000လောက်ကိုသူကအင်တာဗျူးပြုပြီးတော့မှဓာတ်ပုံနေရအစရခဲ့တဲ့အချက်အလက်တွေဖြစ်တယ်အဲ့တော့အဲ့ဒီအချက်အလက်တွေကကျမတို့ဒီအပေါ်ရန်အမြင်အားဖြင့်ကြည့်မယ်ဆိုရင်ကဒါပေါ်လွင်ပြီးသားခိုင်မာပြီးသားတက်တည်ခံချက်လို့ကျမတို့ယူဆလို့ရတယ်။ဘာလို့လဲဆိုတော့ပြည်တွင်းဥပဒေဖြစ်တဲ့တက်တည်ခံချက်ဥပဒေတွေမှာလည်းရှိပြီးသားပေါ့နော်ဒီလိုမျိုးဓာတ်ပုံတွေဗီဒီယိုတွေနဲ့ဒီ witness တွေပေါ့နော် witness တွေရဲ့ပြောစကားတွေကတက်တည်ခံချက်အဖြစ်ခိုင်မာတယ်ဆိုတာရှိပြီးသားအဲ့လိုမျိုးပဲ ICJ မှာလည်းအဲ့အချက်တွေကတော့တက်တည်ခံချက်ခိုင်မာတဲ့တက်တည်ခံချက်အနေနဲ့ယူဆမယ်လို့တော့ကျွန်မကတော့မြင်ပါတယ်မြန်မာဘက်ကရော genocidal intent ဆိုတာနဲ့ပတ်သက်ပြီးဘယ်လိုခြေပခဲ့တယ်လဲဆိုတာကြည့်ကြအောင်ပါကျောင်းတော်ဘွဲဆုံးသက်မြန်မာဘက်ကဒုတိယကြိမ်နှုတ်နဲ့ရှောက်ထားရတဲ့အလှည့်မှာမြန်မာရဲ့ရှေ့နေဖွဲ့ကိုဦးဆောင်သူ Christopher Staker ကရုံးတော်ဖွဲ့ဝင်တရားသူကြီးတွေကိုအခုလိုတင်ပြပါတယ် This is a case where the applicant asked the court to infer genocidal intent from the circumstances. ဖြစ်ပျက်ခဲ့တာတွေဟာမြန်မာဘက်ကလူမျိုးတုံးတပ်ဖြတ်ဖို့ကြံရွယ်ချက် genocidal intent နဲ့လှုပ်ဆောင်ခဲ့တာဖြစ်တယ်ဆိုပြီးရုံးတော်ဘက်ကကောက်ချက်ချဆုံးဖြတ်ပေးဖို့ဒီအမှုကိုစတင်လျှောက်ထားတဲ့ဂမ်ဘီယာကတောင်းဆိုနေတာဖြစ်ပါတယ်။အဲ့လိုအဆုံးသက်ကောက်ချက်မျိုးပြုလုပ်နိုင်ဖို့ဆိုရင်ရုံးတော်အနေနဲ့အဲ့ဒီကောက်ချက်မျိုးမှအပကျိုးကြောင်းညီညွတ်တဲ့တခြားကောက်ချက်မျိုးချလို့မရတော့ဘူးဆိုတဲ့အလုံးစုံလက်ခံမှုမျိုးတရားရုံးစီမှာရှိရမှာဖြစ်ပါတယ်။တက်တဲ့အထောက်ထားတွေကိုစမ်းစစ်ခြင်းအပြင်သူတို့တောင်းဆိုတဲ့ကောက်ချက်မျိုးကအပကြံတဲ့ကောက်ချက်မျိုးချလို့မရနိုင်ဘူးဆိုပြီးဂမ်ဘီယာဘက်ကယူဆထားဟန်တူပါတယ်။အဲဒါကြောင့်လဲဂမ်ဘီယာဟာသူတို့ရဲ့နှုတ်နဲ့လျှောက်ထားမှုပထမအကြော့မှာအချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ FFM ရဲ့2019အသေးစိတ်ထုတ်ပြန်ချက်ပါအပိုက်225ကိုကိုးကားခဲ့ပါတယ်။အဲဒီစာပိုက်မှာဘလို့ရေးထားသလဲဆိုရင်ညွှန်ပြနေတဲ့အချက်တွေဟာထပ်ပြန်တလဲလဲကြော့ပြီးဖြစ်နေခဲ့တဲ့ပြုမှုခဲ့ပုံတွေကိုထင်ဟပ်ဖော်ပြနေတာကြောင့်ဒါဟာလူမျိုးတုံးတပ်ဖြတ်ရန်ကြံရွယ်ချက် genocidal intent ရှိကြောင်းကောက်ချက်မျိုးထွက်လာစေပါတယ်။ genocidal intent ရှိကြောင်းကောက်ချက်မျိုးကအပကြံတဲ့ကြိုးကြောင်းညီညွတ်တဲ့ကောက်ချက်မျိုးချနိုင်မှာမဟုတ်ဘူးဆိုပြီးရေးထားပါတယ်။အဲဒီစာပိုက်ကိုအရှိကစာပိုက်အမှတ်220နဲ့တွဲပြီးဖတ်ဖို့လိုပါလိမ့်မယ်။အဲဒီစာပိုက်မှာတော့ FFM ဟာသူတို့ရဲ့ကောက်ချက်ဟာ reasonable ground လို့ခေါ်တဲ့ကျိုးကြောင်းညီညွတ်တဲ့မှန်းဆယုံကြည်ချက်တွေပေါ်အခြေခံပြီးရရှိခဲ့တာသာဖြစ်ကြောင်းတွေ့ရမှာဖြစ်ပါတယ်။အဲဒီ reasonable ground ဆိုတာကိုသက်သေတစ်ခုအနေနဲ့အခြေခံတဲ့စံနှုန်းဟာ ICJ ရုံးတော်အနေနဲ့အခုအမှုကိုကြားနာစီရင်ရာမှာကင်ဆွဲရမယ့်စံနှုန်းတဲ့အများကြီးညှို့နှဲနေပါတယ်။အခုလို reasonable ground အခြေခံနဲ့သာကောက်ချက်ချလို့ရနိုင်တယ်လို့ပြောထားတာတခုတည်းနဲ့တင်ဒီ FFM အစီရင်ခံစာဟာလည်းအခုအမှုဆွဆွဲချက်အပေါ်အခြေခံရလောက်အောင်ပြည့်မီမှုမရှိပါဘူး။ reasonable ground အခြေခံထက်ပိုပြီးဂမ်ဘီယာဘက်မှာ
အခုအမှုမှာမဖြစ်မနေသက်သေပြဖို့တာဝန်ရှိပါတယ်ရုံးတော်ကိုယ်တိုင်လည်းအဲ့လိုဆုံးဖြတ်ချက်ကောက်ချက်မျိုးကလွဲလို့တခြားဘလို့ကြိုးကြောင်းညီညွတ်တဲ့ကောက်ချက်မျိုးမှမပြုတ်လုံနိုင်ကြောင်းကိုယ်တိုင်တွေ့ရှိဖို့လိုပါတယ်FFM လိုမျိုးအခုအမှုမှာတိုက်ရိုက်သက်ဆိုင်မှုပါဝင်မှုမရှိတဲ့တတိယအဖွဲ့အစည်းတစ်ခုရဲ့ကောက်ချက်ကိုပဲလက်ညှိုးထိုးဆွဲယူအသုံးပြုလို့မရနိုင်ပါဘူးဒီတော့ ICJ အမှုမှာမြန်မာရဲ့ခုခံခြေပချက်တွေကိုကြည့်ရင်ဘယ်လိုသုံးသပ်နိုင်ပါသလဲခင်ဗျအကြမ်းဖက်ဝါဒတိုက်ဖြတ်ရေးနဲ့နယ်မြေရှင်းလင်းရေးစစ်စင်ရေးလှုပ်ဆောင်တာတွေရဲ့အပြင်ဘက်ဒီလူမျိုးစုဒီလူအုပ်စုအပေါ်လူမျိုးလုံးရှင်းလင်းပြစ်မယ်ဆိုတဲ့ကြံရွယ်ချက်မရှိကြောင်းမြန်မာဘက်ကထင်ထင်ရှားရှားပြောနိုင်ခဲ့တယ်လို့မြန်မာသလားခင်ဗျ ဂမ်ဘီယာရဲ့ရှောက်လဲချက်မှာပေါ့နော်သူတို့အဓိကထားသက်သေခံချက်အနေနဲ့အဓိကယူလိုက်တာကဒီ fact finding mission ရဲ့ report ကိုအဓိကယူတဲ့အတွက်ကြောင့်ဒီ report ကိုသူကဒီ sticker ကပေါ့နော်မြန်မာဘက်ကဒီ report ကိုအဓိကမယူဖို့ပေါ့ဒီ report ကမခိုင်မာဘူးဆိုတာမျိုးပဲသူတို့ကအကြောက်ကန်ညင်းတယ်အဲ့တော့ဒီ ICJ မှာကျမတို့ကြည့်မယ်ဆိုရင် ICJ ရဲ့ statute မှာ article 38မှာပေါ့နော်ဒီ ICJ ကိုတရားစွဲနိုင်တဲ့အချက်တွေထဲမှာဆိုရင်သူက the writing of the publicist လို့ပါတယ်လေနော်အများပြည်သူကယုံကြည်ရတဲ့ဒီလိုမျိုးစာအချက်အလက်တွေကလည်းပဲတရားစွဲလို့ရနိုင်တဲ့အထောက်အထားဖြစ်တယ်ဆိုတာပါပြီးသားဖြစ်တယ်အဲ့တော့ဒီမှာ fact finding mission ရဲ့ report ကသက်သေခံချက်အဖြစ်ဝင်มาလားဆိုတဲ့အချက်ပေါ့နော်ဥပမာအားဖြင့်အစီရင်ခံစာတွေအများကြီးရှိတယ်စစ်တပ်ဘက်ကရေးတဲ့အစီရင်ခံစာတွေလည်းရှိအဲ့လိုအစီရင်ခံစာကသက်သေခံအဖြစ်ဝင်มาလားဆိုတဲ့အချက်ပေါ့နော်အဲ့တော့ဒီ FFM ကသက်သေခံချက်ဝင်မဝင်ဆို FFM ကိုဘယ်သူရေးတာလဲ FFM ကဘယ်သူတွေလဲဆိုတဲ့အချက်ကလည်းထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ခုဖြစ်တယ်အဲ့တော့ FFM ကပြောရမယ်ဆိုရင်တော့ဒီ independent experts တွေလို့ပြောတဲ့လွတ်လပ်တဲ့သုတေသီတွေ UN အသိအမှတ်ပြုထားပြီးသားပေါ့နော်နိုင်ငံတကာကလည်းသိရှိပြီးသားအဲ့လိုမျိုးလွတ်လပ်တဲ့ experts တွေကနေပြီးတော့မှရေးထားတဲ့အချက်အလက်တွေဖြစ်တယ်ပြီးတော့အဲ့လိုသူတို့တင်ပြတဲ့ဓာတ်ပုံတွေပေါ့နော်တင်ပြတဲ့ဓာတ်ပုံတွေမှာဆိုရင်ထားပါတော့နော်ဓာတ်ပုံတစ်ခုကဘယ် location မှာရှိနေတာလဲဆိုတာကကျမတို့ပါပြီးသားဖြစ်တယ်လေနော်ဓာတ်ပုံတစ်ခုရဲ့ကျမတို့ meta data တွေပေါ့နော်ဒီရိုက်ဓာတ်ပုံရိုက်ခဲ့တဲ့နေရက်တွေတို့ပြီးရင်တီနေရာတွေတို့ပေါ့နော်အဲ့လိုမျိုးတွေကဓာတ်ပုံတွေမှာရှိပြီးသားဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီဓာတ်ပုံတွေကအတုအပလောက်ထားတာမျိုးမဟုတ်ဘူးအစစ်အမှန်ဖြစ်တယ်ဆိုတာကဒီဂမ်ဘီယာဘက်ကနေပြီးတော့မှလည်းပြောထားပြီးသားပြီးခဲ့တဲ့2019ကလေးကပေါ့နော်ရှောက်လဲချက်ကလေးကပါထားပြီးသားဖြစ်တယ်အဲ့တော့ဒီ FFM ရဲ့ report ကဒီတရားရုံးမှာတက်တည်ခံချက်ဝင်ချင်းမဝင်ချင်းကလည်းအဓိကပေါ့နော်တရားရုံးကဆုံးဖြတ်ရမယ့်အချက်တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမြန်မာကလည်းဒီတက်တည်ခံချက်ကိုမယုံပါနဲ့လို့ပြောမှာပဲပေါ့ဒါကတော့သူကလည်းသူနိုင်ချင်တာ哦အဲ့တော့တရားရုံးကတော့ဒီတက်တည်ခံချက်ဟာဘောင်းဝင်မဝင်ဆိုတာကတရားရုံးကဆုံးဖြတ်ရမှာဒါပေမဲ့ကျမတို့အပြင်ဘက်ပေါ့နော်အပြင်ဘက်ကလူတွေကြည့်တဲ့အမြင်မှာကဒီစာအုပ်ကဒီ report ကတက်တည်ခံချက်ဝင်ထားပြီးသားဆိုတာကတော့ကျမတို့အခုချိန်မှာကလေးကမြင်နိုင်တယ်လို့ကျမကတော့ယူဆပါတယ်ဒါတွေကတော့ ICJ အမှုကိစ္စမှာဂမ်ဘီယာနဲ့မြန်မာနှစ်ဖက်ရှောက်လွှဲချက်တွေကအဓိကအရေးကြီးဆုံးအချက်တချို့ပေါ်မှာဆန်းစစ်ခဲ့တာဖြစ်ပါတယ်အခုမင်းမြန်ရဲ့အပြည့်စုံကို BBC ရဲ့ Facebook နဲ့ YouTube တို့ပေါ်မှာတင်ဆက်ထားတာဖြစ်လို့ကိုယ့်ရဲ့သဘောထားမှတ်ချက်တွေကိုလည်းလာပြီးရေးနိုင်ကြပါတယ်နောက်သတင်းပတ်တွေမှာပြန်ဆုံကြအောင်ပါ